ကျွန်တော်တို့အခုရောက်ရက်ခန့်နေတဲ့ကိစ္စပါနော်နောက်တစ်ခုက NUG ရဲ့ပြုပြင်ပြောင်းလဲမှုကိစ္စလေးလည်းပြောချင်တယ် NUG ရဲ့ပြုပြင်ပြောင်းလဲမယ်ထိပ်ပိုင်းနေရောအလဲပိုင်းနေရောအောက်ခြေတွေရောပြောင်းလဲမယ်ဆိုပြီးတော့ဦးနေပုံလက်ကဟာလာပြောဆိုခွင့်ရှိသူပေါ့အကြိမ်ကြိမ်သာပြောနေပေမဲ့ဒီကနေ့ဒီ NUG ရဲ့ပြောင်းလဲမှုဘာတစ်ခုမှကျွန်တော်တို့ပြည်သူလူထုချပြတာလည်းမရှိဘူးဘာမှမရှိဘူး NUG ဘာလုပ်နေလဲလို့ပြည်သူလူထုကမေးကုန်ကြပြီအဲ့တော့ဘယ်လိုပြန်ဖြေရမလဲ NUG ဘာလုပ်နေလဲဆိုတော့ပြည်သူလူထုချပြနိုင်လောက်တဲ့အထိလောက်တာတော့မတွေ့ရဘူးတခုခုစိန်ခေါ်မှုတစ်ခုကို NUG စတင်ပြီးတော့တွေ့ပြီအဲ့ဒါဘာလဲဆိုတော့မိုးကုတ်ရဲ့ပြဿနာအခုမိုးကုတ်ဗျူဟာတောင်းရှိသူတွေပြောလာပြီ TNL ရဒီစစ်ကော်မရှင်တက်ကိုခေါ်သွင်းလာပြီးတော့မှအထိုင်ကျတော့မှသူတို့ထွက်သွားမယ်ဆိုတော့ပုံစံမျိုးပြောထားတယ်အဲ့တော့တိုင်းရင်းသားလက်နက်ကင်တွေအပါဝင်မဟာမိတ်တပ်ပေါင်းစုတော်လှန်ရေးတပ်ပေါင်းစုအကုန်လုံးကလည်းမိုးကုတ်ကိုကာကွယ်မယ်ပြောထားတယ်အဲ့မှာ NUG ဘာတခုံးမှထွက်မပြောဘူးဘာလုပ်မလဲကျွန်တော်တို့ MOD လက်အောက်က NUG လက်အောက်က PDF တပ်ဖွဲ့ဝင်နေနဲ့ဟာလားမဟာမိတ်တပ်ဖွဲ့တွေတော်လိုင်းအင်အားစုတွေကလုံးဝအဆန်းကုန်ကောက်ွယ်မဲလို့လည်းထွက်မပြောဘူးအဲ့တော့သူ TNL နေနဲ့သူနဲ့ဘာတော့နောက်တော့ TNL နေရောဘာလဲဟိုအေးစစ်စစ်ထွက်မသွားဘဲနဲ့ဒါတော်လိုင်းအဖွဲ့အစည်းတွေကိုလောကကန်ရခက်အောင်လုပ်တာအဲ့တော့ TNL ကယုံစားလို့မရတဲ့လက်နက်ကင်တော်လိုင်းရေးလက်နက်ကင်ဖွဲ့ထဲမှာ TNL ကထိတ်ဆုံးပါတယ် MNDAA TNL တွေပေါ့သူတို့နှစ်ဖွဲ့သလိုအဲ့တော့ NUG ဘာလုပ်လဲဘယ်လိုပြတ်သားမှုရှိလဲစစ်ရေးနိုင်ငံရေးမှာဘာပြတ်သားမှုရှိလဲဆိုတော့ဒီမိုးကုတ်ကအဓိကပဲမိုးကုတ်မှာအဖြစ်သိရမယ်အဲ့တော့ကျွန်တော်ပြည်သူလူထုကိုချပြပါဘာလုပ်မလဲတစ်ဖက်ကပြောသလိုအလှခံယုံနဲ့တော့မပြီးဘူးနော်ဒီကိစ္စအဲ့တော့TNL လေးကဒီလိုမျိုးဖြစ်လာခဲ့ရင်တည်းကျွန်တော်တို့အနေနဲ့တိုက်ရမှာပဲTNL လေးဝင်ပိုင် TNL လေးကိုတိုက်ကိုတိုက်ရလိမ့်မယ်